လုံးမဲမင်္ဂလာပါဒီချဲနူပါဒီနေ့မှာဒီချက်က grade 12 biology chapter 1 introduction to biology အကြောင်းလေးကိုရှင်းပြပေးတော့မှာဖြစ်ပါတယ်။ hobby ဒီပိုင်းလေးမှာဆိုလို့ရှိရင်ပထမဆုံးအနေနဲ့ theme of biology အကြောင်းလေးကိုရှင်းပြပေးမှာဖြစ်တယ်။ဒီ theme of biology ဆိုတာ theme ဆိုတာကကြတော့အကြောင်းအရာပေါ့နော်။ theme of biology မှာတကယ်တမ်းကြတော့ရှိတာကဘယ်လောက်ရှိရလဲဆိုရင်5 major things ပေါ့နော်အဓိကအဖြစ်အကြောင်းအရာကြီး5ချက်ရှိရဆိုတဲ့အကြောင်းကိုရှင်းပြမယ်။အဲ့တော့ပထမဆုံးအနေနဲ့စပြောလာတာကကြတော့တဲ့ biology is broadly divided into 5 major things စီဝဗေဒကိုတဲ့အကြောင်းအရာကြီးအဖြစ်5ချက်ပေါ့နော်။ကြည်ကြဲပြင်းခွဲခြားနိုင်တယ်။အဲ့ဒါတွေကတော့ organization, formation, energy and matter, interactions and evolution organization ဒီသက်ရှိတွေရဲ့ဖွဲ့စည်းပုံ information သူတို့နဲ့ဆိုင်တဲ့အချက်လက်တွေ energy and matter စွမ်းရည်ဒီစာပုံနေနဲ့ interaction အပြန်အလှန်ဆက်ဆက်နေပုံဆက်နွယ်နေပုံနဲ့ evolution ဆင့်ကဲပြောင်းလဲလာပုံတွေကိုလေ့လာတော့မှာဖြစ်ပါတယ်။ each of these things ဒီအကြောင်းအရာတွေကတခုချင်းစီကတဲ့ will be described and explained ဖော်ပြမယ်ရှင်းပြမယ် their importance နာသူတို့ရဲ့အရေးကြီးတဲ့အချက်လက်တွေကိုရှင်းပြကြမယ် to understand life as a whole သက်ရှိတွေတစ်ခုလုံးသက်ရှိတွေအကြောင်းကိုသိစေဖို့ရန်အတွက်အရေးကြီးတဲ့အကြောင်းအရာတွေကိုရှင်းပြပေးတော့မှာဖြစ်တယ်Life on Earth ဒီကမ္ဘာပေါ်မှာရှိနေတဲ့သက်ရှိတွေက is simply amazing သူတို့ကကွဲပြားကြတယ်လုံးဝကိုပဲပေါ့နော်ဟောစရာကောင်း diverse ကွဲပြားတယ် resilient powerful intelligent and mystifying စွမ်းရည်ကြီးစွမ်းအားကြီးရဲ့ဉာဏ်ကောင်းတဲ့သူတို့ဉာဏ်ရည်ဉာဏ်တွေသူတို့ရဲ့ထူးခြားတဲ့ဂုဏ်သက်တွေရည်တွေးတွေကိုလေ့လာသွားရမှာဖြစ်တယ်In that time အဲ့ဒီအချိန်မှာပဲ that human လူတွေက have study လေ့လာကြတဲ့ biology understanding of its 5 major things ဒီ major things ပေါ့နော်အဓိကအကြောင်းအရာအချက်5ချက်နဲ့ပတ်သက်ပြီးတော့ဇီဝဗေဒကိုလေ့လာတဲ့အခါမှာတဲ့ has been able to be categorized ခန့်ကဏ္ဍတွေခွဲပြီးတော့လေ့လာကြတယ်တဲ့ခန့်ကဏ္ဍတွေခွဲပြီးတော့လေ့လာနိုင်ပါတယ်အဲ့တော့ပထမဆုံးအနေနဲ့thing 1ပေါ့နော် thing 1ဆိုတာကကြတော့ new properties ဒီမှာ as successive levels of biological organizationပထမဆုံးအကြောင်းအရာတစ်ခုကကြတော့စီဝဗေဒနဲ့ဆိုင်ရနဲ့စီဝသူတို့ရဲ့ဖွဲ့စည်းပုံတွေကတစ်ဆင့်ပေါ့နော်သူတို့ရဲ့ level alike level နဲ့လိုက်ပြီးတော့ဂုဏ်တတိအတစ်တွေ emerge ထွက်ပေါ်လာခြင်းအကြောင်းကိုရှင်းပြပေးထားတဲ့ဒါကသင်1အကြောင်းပေါ့နော်ဟုတ်ပြီနောက်တစ်ခုသင်2ကကြတော့ life processes involve the expression and transmission of genetic informationဒီမှာဆိုလို့ရှိရင်သင်တူကကြတော့သက်ရှိတွေရဲ့ဖြစ်စဉ်တစ်ခုမှာသူရဲ့မျိုးဗီဇချက်လက်တွေပြောင်းလဲလာခြင်းဖော်ပြခြင်းတွေပါဝင်နေဆိုတဲ့အကြောင်းကိုရှင်းပြထားတယ်ဒီသူ့ရဲ့ပုံလေးရအတိုင်းပဲဒီမှာဆိုသူကကြတော့သက်ရှိကိုလူနဲ့ပြောတာပေါ့နော်လူတွေရောက်ဘလို့ကနေဖြစ်ပေါ်လာတယ်ဆိုတာကနေအစားရှင်းပြထားတာကကြတော့သင်တူဖြစ်တယ်နောက်သင်3ကကြတော့ life require the transfer and transformation of energy and matterသက်ရှိတွေကဒီစွမ်းရည်နေဖြစ်ပေါ်ဖို့စွမ်းရည်နေကူးပြောင်းတဲ့အခါမှာလိုအပ်တဲ့အကြောင်းအရာကိုဖော်ပြထားတယ်နောက်သင်4ကကြတော့ molecule to ecosystem interaction in biological system ဒီဇီဝစနစ်ကြီးတစ်ခုတွင်မှာသက်ရှိနဲ့တစ်ခုပြန်လည်ဆက်ဆက်နေမှုနောက်ပြီးရင် molecule နဲ့ GA စနစ်တွေရဲ့ကြားဆက်ဆက်မှုတွေကိုသင်4ကနေရှင်းပြထားတယ်နောက်သင်5ကကြတော့ evolution for the unity and diversity of lifeသက်ရှိတစ်ခုလုံး evolution ဆင့်ကဲပြောင်းလဲလာပုံနောက်တစ်ခုက diversity ကွဲပြားပုံတွေအကြောင်းကို5 major သင်ပေါ့နော်ဒီ major 5ခုနဲ့တစ်ခုချင်းစီရဲ့အကြောင်းကိုရှင်းပြပေးထားတယ်ဒီနောက်ဆုံး5 major သင်ပေါ့နော်နောက်ဆုံးသင်5ကကြတော့ဒီသက်ရှိတွေရဲ့ diversity ဖြစ်မှုနောက်ပြီးလို့ရှိရင် evolution ဖြစ်မှုအကြောင်းကိုရှင်းပြပေးထားတယ်ဟိုဗီဒါကကြတော့ theme of biology ရဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်နောက်ဗီဒီယိုမှာဆိုလို့ရှိရင်တော့သင်1အကြောင်းကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်